စင်ကာပူမှာကိုလိုမျိုးမဟင်းကားရောတာကူရောမြန်မာမုန်းနေရတဲ့မူကထားဆိုင်ကိုသွားပြကြပြီလား Hello Hera ပါ Hera ဒီနေ့တော့ Hera တငယ်ချင်းနေနဲ့အတူ131မူကထားသွားစားပြခဲ့ပါတယ်အစားကတော့တနင်္ဂနွေဆိုတော့လူများမယ်ထင်တာဒါပေမဲ့ဆိုင်လေးကအသိမလို့လားမသိဘူးလူလည်းနေတယ်နေရာထိုင်ရင်းနေရလည်းတက်တက်ရဲနဲ့ကြကြဝန်းဝန်းရှိပါတယ်အနည်းကိုဘယ်လိုသွားမလဲဆိုတော့လိပ်စာတော့ Hera comment မှာ Google Map link ချပေးထားပါမယ်ရှင်ဆိုင်မာကမြန်မာဝန်ထမ်းကိုအမားတွေလည်းအများကြီးပါပဲအသားတွေအသီးရွက်တွေတော်တော်စုံနေပေါ့နော်ပြီးတော့သူ့ရှိမှာကပို့ပြီးတော့လက်တယ်လို့လည်းခံစားရတယ်ပြီးရင်ထားထားတာလေးကလည်းတက်တက်ရဲရှိရရှင်ပြင်လဲသားဆိုရင်လည်းရေပွဲကစာဆယ်မွန်ဆုံးတော်တော်လေးစုံနေပြောရမယ်ရှင်ဒီမူကထားတဲ့ဈေးလေးကတော့16ကျပ်90ပါရှင်အဲတော့တနင်္ဂနွေနေ့သွားစားဆိုပေမဲ့လည်းဈေးများတော့ပြောင်းလဲမရှိပါဘူးပထမဆုံး Hera မိုဟင်းကားကို try ကြည့်ခဲ့ပါတယ်မိုဟင်းကားကတော့ Hera စားနေကြမိုဟင်းကားတွေလိုမျိုးမိုဟင်းကားရတာထွက်မနေပါဘူး that's my opinion အရင်စားမကောင်းပေမဲ့ acceptable ဖြစ်တာမလို့ Hera တော့တပွဲကောင်စားလိုက်ပါတယ် okay overall review ပေးရမယ်ဆိုရင်တော့နေရာထိုင်ခင်းစီပြည့်ရဲ့စားဘူးသမျှမူကထားဆိုင်နေထဲမှာဒီဆိုင်ကအတန်ဆုံးပဲ Hera ယူထားတဲ့တုံရမ်းဟင်းလည်းတော်တော်လေးတောက်လို့ကောင်းပါတယ်အဆင်မပြေဘူးလဲဆိုတော့ရေခဲမုံမပါတာတော့စင်လုံးဝမပြေပါဘူးဆိုတော့မြန်မာစားစာလေးလည်းစားချင်တယ်မူကထားတန်တန်လေးလည်းစားချင်ရင်တော့ဒီဆိုင်ကိုသွားဖို့ recommend ပေးပါတယ်လိပ်စာလေးကို Hera အဆုံးမပြပေးထားပါတယ် Google link လည်းထည့်ပေးထားမှာမလို့comment ကိုတစ်ချက်ကြည့်လိုက်ကြပါလေးရတော့ဆိုင်လိပ်စာလေးပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါတက်တာ